Hello မင်္ဂလာပါဒီဟာလေးတွေကကြတော့နှင်းစီပန်းပေါ့နော်လော့ကတ်သီးလေးတွေနှင်းစီပန်းဒီလော့ကတ်သီးလေး10ခုရယ်ပြီးရင်နှင်းစီပန်းကိုမှအပြာရောင်ဆက်လေးပေါ့နော်အပြာရောင်ဆက်ကိုမှတော့အပြာနုနဲ့အရင်ပေါ့နော်အပြာရောင်အရင်ဆက်လေးမဟုတ်ပါဘူးရှင်ဒါလေးတစ်ဆက်ရယ်ဒါလေးကြတော့အမကသူများလက်ဆောင်ပေးဖို့မှာထားတာပါရှင်တစ်ဆက်လုံးပေးမှာပေါ့နော်ဒီဆွဲသီးလေးတွေကလည်းလက်ဆောင်ပေးဖို့ပေါ့နော်မနေ့ကရင်တိုးလေးလက်ဆောင်ပေးတာလေမှတ်မိရမလားမြကြီးနာအမလေးအမကဆီယာမတွေကိုလက်ဆောင်ပေးတာအခုလေဆီယာမတွေကိုလက်ဆောင်ပေးဖို့ဆိုပြီးတော့ဒီလော့ကတ်လေးတွေပေါ့နော်ထပ်မှာထားတာပါရှင်လော့ကတ်လေး10ခုတောင်ပေါ့နော်10ခုတောင်ထပ်မှာထားတာပါဒါပေမဲ့ဟိုမြကြီးနာကိုပို့ရမယ်ဆိုပေမဲ့ဟိုတမိုင်းကိုပဲပို့ရမှာပေါ့နော်တမိုင်းကနေတစ်ဆင့်မြကြီးနာကိုသွားမှာပါမလော့ကတ်လေးဆိုရင်လှတယ်ပေါ့နော်ဒါအနေရဲရဲလေးတွေပဲလုပ်ပေးထားတာပါရွှေရောင်ငွေရောင်မျှပြီးတော့ပေါ့နော်တရွက်လေးတွေဆိုလဲဒီမှာအယောင်စုံလေးတွေပေါ့နော်တရွက်အယောင်လေးတွေဟိုကိုမကြိုက်တဲ့အယောင်ဆိုလဲပြောလို့ရတယ်ပေါ့နော်ဒီအယောင်လေးဖယ်ပေးပါဆိုပြီးတော့လေအဲ့လိုပြောလို့ရပါတယ်ဒါလေးဆိုရင်10ခုလုံးဒီမှာတရွက်5ခုကတော့အစင်တူပေါ့နော်စင်တူလေးလောက်ခိုင်းထားလို့လုပ်ပေးထားပါတယ်ဒါလေးဒီမှာပါပြန်လှပါတယ်ဒီလော့ကတ်လေးတွေအတွက်ပေါ့နော်ကျိုးကလည်းလေသာကျိုးကကြတော့လက်ဆောင်ထည့်ပေးတာပါရှင်လက်ဆောင်10ကျိုးပေါ့နော်ဒီမှာပါ10ချောင်းမှာရွှေငွေလေးပေါ့နော်သူရဲ့ဒီလော့ကတ်အရာအောင်လိုက်ဒီမှာထည့်ပေးထားပါတယ်ဒီနှင်းစီဆက်လေးဆိုလဲဒီမှာလက်ဆောင်ရတဲ့အမကကနက်ကက်လေးဆိုလို့ကနက်ကက်လေးလုပ်ပေးထားပါတယ်ဒါလည်းကနက်ကက်လေးပေါ့နော်ကနက်ကက်လေးကဒီမှာနားမနာအောင်လို့ဒီဆီလီကွန်အလွတ်လေးပေါ့နော်ဒါလေးထည့်ပေးထားပါဒါလေးဖြုတ်လို့လည်းရတယ်ပေါ့နော်ကိုမကြိုက်ရင်မကြိုက်တာတော့မလို့အနေနဲ့ပြေးသွားတာတော့ဆိုဖြုတ်ပြီးတော့စီးလို့ရပါတယ်ရှင်ပြီးရင်တော့လက်စွပ်လေးရယ်တစ်ဆက်စာတော့တစ်ဆက်စာဆိုသိတဲ့အတိုင်းပေါ့နော်လေးမျိုးပါပါတယ်ငကတ်ဟန်ချင်းလက်စွပ်ဆွဲတီးပေါ့နော်တော့ဆွဲကြိုးမဟုတ်ဘဲနဲ့ 40k ကျိုးနဲ့မဟုတ်ဘဲနဲ့လေသာကျိုးလေးနဲ့ပါဆွဲတီးလေးပေါ့နော်အဲ့လိုလေးလာမှထားပါတယ်ရှင်ဒီအမကကြတော့လာစဉ်လာတိုင်းပေါ့နော်မှားနေကြတော်တော်ကြာပြီမှားတာလေတော်တော်အများကြီးမှားတယ်ပေါ့နော်အဲ့ဒါနဲ့အမတော်လက်ဆောင်လေးဆိုပြီးတော့ဒီမှာဂန့်ကောပေါ့နော်ဂန့်ကောရင်တိုးလေးရယ်ဂန့်ကောဟန်ချင်းလေးရယ်ထည့်ပေးထားပါတယ်အရင်ကလည်းဂန့်ကောဆွေးကျိုးလေးနဲ့ငကက်လေးပေါ့ပေးပူးတယ်ပေါ့နော်ပေးပူးပါတယ်ရှင်ဒီအမအတွက်လက်ဆောင်လေးထည့်ပေးထားပါတယ်အများကြီးအားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါလေးတွေဆိုလဲတန်တန်းရှိတယ်ပေါ့နော်ဒါလေးတွေလေအကုန်တန်တန်းရှိပါတယ်လာတက်လို့ရပါတယ်ရှင်တန်တန်းကြီးကတော့2000ခွဲပါကျေးဇူးပါရှင်